Hello guys မင်္ဂလာပါဖေဖို့တင်နေကတော့ဘောနော်ဒီအတန်းလေးသုံးနေရတော့မှာပါတယ်ဒီဘောနော်တရားကင်းလေးဆော့ပြပါမယ်ဒီတရားကင်းကတော့အရင် try ဖြစ်နေတယ်ကလေးပါကင်းတရားကင်းလေးပါokay soဒီမှာပေါ့နော် brand ဆိုပြီးထွက်လာတော့မှာပါโอเคထွက်လာပြီထွက်လာไดโนเสาร์ပေါ့နော်ဒီခါကပေါ့နော်ဒီထုတ်လို့ရတယ်ပါထုတ်လို့ပါလားအများဆိုไดโนเสาร์ဥမာပေါ့နော်တွေ့တဲ့အတိုင်းပဲပေါ့နော်အမไดโนเสาร์အကြီးပါပဲဒီလိုက်ရေးနိုင်ပါပြီဒီတပွဲလေးကတော့နိုင်ပါပါကတိလေးပေါ့နော်တေတော့မလို့ပေါ့နော်ချုံမှုတယ်ပေါ့ပေါ့လို့ไดโนเสาร์သွားပြီးသက်သာသွားလို့ဒီပိုင်းဟိုင်းသွားလို့နေလို့ပေါ့နော်အဲဒီကမกินနဲ့တော့ပါဘူးတိုင်ရှော့မမSCP ရောတွေ့လိုက်ရမှာပါနော်သူ့လာကတဲ့သူအားလုံးကတက်ပြတာပါနော်မသိရင်လည်းမသိတော့ပါဘူးရှင်SCP ကဒီလောက်ဟောခက်စား